လုံးဝမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော် eye protection အကြောင်းကိုလွယ်လွယ်လေးနဲ့ကျွန်တော်ရှင်းပြပါမယ်တော်တော်ဒီမှာယူရှင်းပါတယ်ကျွန်တော်တို့အဓိကကတော့ eye protection မှာကျွန်တော်တို့ရဲ့ safety မှာချက်၅ချက်ပဲရှိတယ်မစပြီးကြည့်ကြရအောင်အဲ့ဒါဆိုရင်ကျွန်တော် mind map လေးနဲ့တော့လုပ်ပေးထားတယ်eye surface protection မှာကျွန်တော်တို့ကရှိမယ်အမှာဒီကောင်ပါ eye surface protection ရှိပဲတော့ဗာလဲဆိုတော့အဲ့ဒီຢာတွေသူကထုတ်ထားတယ် BLS ကတွေစီးမြင့်ထုတ်ထားတယ်အဲ့ဒါကို release of liver status အမှန်ကျွန်တော်ကိုကင်းနဲ့တစ်ချက်ခေါက်ပြအောင်လုံသဘာဌာနအဲ့ကာတွေထုတ်ပေးထားတာ Bureau of Labor Statistics. နော် Bureau of Labor Statistics. ဒီအဲ့အရာတွေထုတ်ပေးထားတယ်အဲ့ဒီထုတ်ပေးထားတယ်ဆိုတော့ဒီမှာ၅ချက်ရှိမယ်ကဲဒီမှာဆိုတော့အရင်ဆုံး eye injury as what ငလုံး injury ဖြစ်တဲ့အလုံးမှာဖြစ်တယ်ဆိုတော့နှစ်ချက်ရှိ not wearing eye protection ကိုမဝတ်ထားဘူးအဲ့လိုဖြစ်တယ်ပြီးတော့ wearing the wrong kind of eye protection တက်ထားတဲ့အတိုင်းပဲအမျိုးအစားမှားနေနော်အဲ့လိုနှစ်မျိုးရှိတယ် eye injury at what မှာတော့မဟုတ်ဘူးနောက်တစ်ခုကျတော့ဝတ်တယ်အမျိုးအစားမှားတာဝတ်တယ်နော်ပြီး eye injury cause eye injury မျက်လုံး injury ကဘယ်လိုမျိုးဖြစ်လဲနော်ဘယ်လိုမျိုးဖြစ်လဲဆို70% of the accident result from flying or falling object or spark striking the eye မှာ90%နဲ့ accident တွေကဖြစ်ပါတယ်တဲ့ flying or falling object ဆိုတော့ဟိုပြန်တဲ့ဟာတွေတို့လေးပေါ်မှာဝဲနေတဲ့ဟာတွေတို့အဲ့လိုမျိုးဟာတွေပြီး spark striking the spark ရိုက်တာတွေပါတွေ rain ဆိုတဲ့အခါမှာဖြစ်တဲ့ spark ရိုက်တဲ့အခါမှာအဲ့လိုမျိုးမှာ eye injury cause ဖြစ်တယ်နောက်တစ်မျိုးက contact with chemical နဲ့ထိတွေ့တဲ့အခါမှာလည်း eye injury ဖြစ်ကြတယ်နောက်တစ်ခုက fixed or attached position like tree limb rope chain of two ဆိုတော့ fixed or attached ဆိုတော့ဘယ်လိုမျိုးပြောလဲဆိုတော့fixed or attached အသုံးပြုတယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့ကပြင်ဆင်မယ်အဲ့လိုမျိုးဟာအသုံးနဲ့ပြင်ဆင်မယ် like by tree limb limb ဆိုတာတစ်သားခုတ်တဲ့တစ်ပင်ခုတ်တဲ့ဟာပြင် rope ချိုးတွေနဲ့ chains or two တွေကိုပြင်ဆင်တဲ့အခါမှာလည်းအဲ့လိုမျိုး tools တွေကင်တဲ့အခါမှာလည်းတတိလက်လို့ဖြစ်ပြီးတော့ eye injury ဖြစ်တယ်เนาะအဲ့မှာ၃မျိုးရှိမယ်ဒီမှာကြာတော့ကျွန်တော်တို့နောက်ထပ်တစ်မျိုးမှာ where accident occur most often where ဘယ်လိုနေရာမျိုးမှာ accident ကြီးဖြစ်လဲเนาะ occur most often မကြာခဏဖြစ်တယ်ဆိုတော့ nearly every industry เนาะကျွန်တော်ဒီမှာ industry တွေနားမှာဖြစ်တဲ့ပြီး injury worker were operated ဘယ်လိုမျိုးလဲဆိုတော့အလုပ်သမားတွေက were operated ဆိုတော့ကျွန်တော်တို့ကအလုပ်လုပ်နေတဲ့အချိန်မှာဖြစ်တယ်ဗျာအဲ့လိုမျိုးပြောတာ operation လို့ပုံစံလုပ်တဲ့အခါမှာအလုပ်လုပ်တဲ့အခါမှာဖြစ်တယ် injury ရတယ် in manufacturing ထုတ်ကုန်တွေထုတ်တဲ့အခါမှာလည်းကျွန်တော်တို့ accident ဖြစ်တယ်เนาะအဲ့ဒါဘယ်လိုနေရာမျိုးမှာဖြစ်လဲဆိုအဲ့လိုမျိုး၃နေရာမှာဖြစ်တယ်ဆိုတော့ preventing eye injury ကာကွယ်မယ်ဟုတ်တယ်ကျွန်တော်တို့ injury ကိုကာကွယ်မယ် eye injury ကိုကာကွယ်မယ်ဘယ်လိုမျိုးလဲဆိုတော့ where affected eye protection ကျွန်တော်ဝင်မယ် affected လုံးဝကိုတကယ်ကိုထိရောက်တဲ့ eye protection ကိုကျွန်တော်ဝတ်ဆင်မယ် better training and education ပို့ပြီးတော့ training ပိုကောင်းကောင်းပေးမယ်ကျွန်တော်တို့ training ကိုကောင်းကောင်းပေးမယ်ပြီးရင်လက်တွေ့ပါတေချာလုပ်ခိုင်းမယ်စာတွေ့လက်တွေ့တေချာအကုန်လုပ်ခိုင်းမယ်ပြီး maintenance eye injury တွေပါပစ္စည်း eye injury လုပ်တဲ့ကာကွယ်တဲ့ကျွန်တော်တို့ပစ္စည်းတွေကိုတေချာ maintenance လေးပြုလုပ်ပေးရမယ်เนาะကာကွယ်လို့ပါလို့ဆိုရင်တေချာဖုံတော့ပါတော့လောက်အဲ့လိုမျိုး safety ဘိုင်းတွေကိုစစ်ကြမယ်ပြီးနောက်တစ်ခုက discretion of eye and face protector discretion ကသူကဘယ်လိုမျိုးရှိလဲဆိုတော့၄မျိုးရှိမယ်အမှာအရင်ဆုံး glasses ရှိမယ် glasses ကဘယ်လိုမျိုးလူတွေအတွက်ဝတ်ကလဲဆိုတော့ carpentry wood walking grinding scaling carpentry ဆိုတာဘယ်လိုမျိုးလဲဆိုကျွန်တော်တို့လက်သမားဆိုသလိုတစ်သားတွေကိုလှုပ်တဲ့ဟာရေပေါ်ထိုးတာတို့ဘာတို့အဲ့လိုမျိုးခါမှာမျက်မှန်ဝတ်ကမယ်ပြီး wood walking အဲ့တော့တစ်သားတွေနဲ့အလုပ်လုပ်တဲ့အခါမှာလည်းဝတ်တယ် grinding လုပ်တဲ့အခါမှာလည်း scaling လုပ်တဲ့အခါမှာလည်းမျက်မှန်တွေကိုဝတ်တယ်
goggles ဆိုတာကျွန်တော်တို့ရဲ့မျက်မှန်ပဲဒါပေမဲ့ goggles ကြတော့ပို့ပြီးတော့လုံခြုံတဲ့မျက်မှန်ပို့ပြီးတော့မျက်နှာကိုအကုန်လုံးအဲ့မျက်လုံးကိုလုံးဝအုပ်ပေးထားတယ်ဆိုတာကိုအဲ့ဒါ goggles လို့ပြောတယ်ပြီးရင် face ဆိုတော့သိမှာပါကျွန်တော်တို့ဘယ်လိုမျိုးပုံလဲဆိုတော့ wedding တို့ဘာလို့စော်တဲ့ခါမှာကျွန်တော်အရှိမခံရတယ်လေအဲ့ဒါကို face လို့ခေါ်တယ်ပြီးရင်နောက်က wedding sheet ဆိုတော့ကျွန်တော်တို့ကလုံးဝတကယ်မျိုးစက်ရုံအလုံးယုံကြီးမှာတကယ်ထုတ်ကုန်တွေလုပ်ပြီးဆိုရင်လိုတယ်သူကအစုံလုံး protected အစုံလုံးPPE တွေလည်းပါမယ်သူမှာ wedding sheet ဘယ်လိုမျိုးလဲဆိုတော့ Vaganus fibers or glass fiber အဲ့ဒါအောင်ဘယ်လိုတန်ထွက်လဲဆိုတော့ကျွန်တော်ချက်လောက်ရှာကြည့်လိုက်မယ် VULCNIZED VU CANIZED Vaganized Vulcanized. Vulcanized fibers or glass fiber အကောင်တွေကဘယ်လိုမျိုးလဲဆိုတော့အပူဓာတ်ခံနိုင်တဲ့အရာတွေလုံးဝအပူဓာတ်ခံနိုင်တဲ့အရာတွေကိုအဲ့ဒါတွေကိုပြောတယ် glass fiber တို့ vulcanized fiber တို့အလုံးအပူဓာတ်ခံနိုင်တယ်ပြီးရင် arches button type adjustable hang gear of cap attachment ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအဲ့မှာ adjustable hang gear ပါမယ် leg gear or cap attachment ဆိုတာအဲ့ဒီရှီကိုတေချာထိန်းညှိပေးထားတယ်တေချာထိန်းညှိပေးတာရှီကိုနေရာမရွေ့အောင်တေချာထိန်းညှိပေးထားတာအဲ့ဒါမျိုးကိုပြောတယ်ဒါကြောင့်မို့ adjustable hang gear လို့ပါပါတယ်ပြီးနောက်က a filter and cover plate holder a filter and cover plate holder ဆိုတော့ filter ဘယ်လိုနေရာမျိုးမှာတုံးလဲဆိုတော့spark ကြိုက်တဲ့ metal တို့ dust တို့ကိုမထိအောင် air filter ကာကွယ်ပေးတယ်ပြီးရင်ဘာရှိသေးလဲဆိုတော့အမှာ filter ကာကွယ်ပေးတယ်ဆိုတော့အဲ့ဒါ cover ကာကွယ်ပဲ cover plate ကကြတော့အဲ့လိုမျိုးဟာမျိုးကာကွယ်ပေးတယ် filter ကြတော့ဘယ်လိုမျိုးလဲဆိုတော့အလင်းပြင်းမှုကို short ချပေးတယ်အဲ့လို lens တို့ဘာတို့ပါတယ် filter မှာအလင်းပြင်းမှုကို short ချပေးတယ် cover plate ကြတော့ dust တွေဘာတွေ spot ရိုက်တဲ့ဟာတွေမဝင်အောင်လို့လုပ်ပေးတယ် holder ကြတော့ဘယ်လိုမျိုးလဲဆိုတော့ filter နဲ့ cover plate ကိုတနေရာထဲမှာတေချာထားပေးပြီးတော့ adjust လုပ်ပေးရတယ်အဲ့ဒါမျိုး holder လို့ပြောတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီ description of eyes and face protection မှာလည်းအဲ့ဒါကြီးပါဝင်တယ်ဆိုတော့ကျွန်တော်တို့ BLS ကထုတ်ထားတဲ့ eyes face and eye protection 5ချက်ကတော့အဲ့ဒါပဲဖြစ်တယ်ရှင်းလဲရှင်းပါတယ်လွယ်လဲလွယ်တယ်အဓိကတော့တေချာ main လေးနဲ့ပြုလုပ်မယ်တေချာထိမ့်သိမ့်မယ်မှန်ကန်တဲ့ eye protection တွေဝတ်မယ်မဝတ်ဘဲနဲ့မနေရဘူးအဲ့ဒါဆိုရင်ဒီ eye protection အတွက်အဆင်ပြေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်